ရှီယာကွင်ကိုလည်းမရှုံးစေချင်ဘူးဘရော်နီကာကိုလည်းနိုင်စေချင်တယ်ခေါင်းစဉ်ရပါလဲဆိုပြီးတော့အပြစ်မမေးစေချင်ပါဘူးတကယ်ပါအခုရတဲ့ဘက်မကြခင်မှာပဲထူးသက်သွားတော့မယ်ဘရော်နီကာနဲ့ရှီယာကွင်တို့ဘွဲမှာဘသူ့မှမရှုံးစေချင်ပါဘူးဘရော်နီကာကမြန်မာနိုင်ငံကိုစားပြုဖိုက်တာဖြစ်နေလို့အားပေးရမယ်ဆိုပေမဲ့ရှုံးပွဲကြောင့်အစ္စရေးသူရှီယာကွင်ရဲ့နူးနူးဖက်ဖက်ညနေတော်လေးမျိုးရောသွားမှာကိုလည်းမမြင်ချင်ပါဘူးပြီးကြတဲ့ရှီယာကွင်ကလူမှုကွယ်မှာသူ့ကိုလည်းအားပေးပါဆိုပြီးတော့တောင်းဆိုထားသလိုမြန်မာယူကလက်ခမောင်းခန့်ဟန်တွေကိုလည်းနှုတ်ပြနေတာဆိုတော့ဘယ်သူအားပေးရမလဲဆိုတာပို့ပြီးတော့ဝေခွဲရခတ်သွားစီခဲ့ပါလိမ့်ရှီယာကွင်ကဂျိုးဝိုင်းနဲ့ဝေးနေတာတစ်နှစ်ကျော်ကြာခဲ့ပါပြီချန်ပီယံကပတ်လူပွဲမတိုင်ခင်တန်ရာရခဲ့သလိုဒီသားသူကိစ္စတွေတောင်းနေရှီယာကွင်ကဂျိုးဝိုင်းနဲ့အချိန်ကြာကြီးဝေးခဲ့ရတာပါဂျိုးဝိုင်းနဲ့ဝေးရတဲ့ချိန်တွေကရှီယာကွင်အတွက်ခက်ခဲလွန်းခဲ့ပါလိမ့်ဒါမဲ့ခွေးကောင်းတစ်ခုပြည့်နဲ့ပြောင်းလဲပြခဲ့ပါလိမ့်ဖိုက်တာကောင်းပြည့်နဲ့ဘူမူတူးတက်အောင်ပြင်ဆင်ခွင့်ရခဲ့တယ်training တွေပို့ပြီးအောင်ဆိုင်နိုင်ခဲ့တယ်နေ့စဉ်နေ့တိုင်းသူ့ရဲ့ပါရမီကိုရှီယာကွင်တယောက်ခြုံမြလို့နေခဲ့ပါလိမ့်အခုသူရဲ့ဆိုင်ရဲ့ဘရော်နီကာရဲ့အကြောင်းကိုလည်းရှီယာကွင်လေ့လာထားပါလိမ့်ကျမပြိုင်ဘက်ဘရော်နီကာတန်ပါလိမ့်ဒီလိုပဲကျမလည်းတန်ပါပြီးတော့ရုံးဝဲမရှိတဲ့ဖိုက်တာတအူးပါပရိသတ်တွေကဒီပွဲမှာဘောက်ဆင်းရှင်ပြီးတော့ထိုးတဲ့ပွဲကိုမြင်တွေ့နိုင်ပါလိမ့်အလဲထိုးပြမလားအမှတ်နဲ့နိုင်ရမလားပြောရခက်နေပါလိမ့်သူ့ကိုလဲထိုးနိုင်အောင် OTV ကိုကစားသွားမှာပါလို့ရှီယာကွင်ကပြောခဲ့ပါလိမ့်နာချင်းချာလောကဒန်ကိုထိုးချိတ်အန်တူကိုရတိုက်ခိုက်လောကတဲ့ရှီယာကွင်တိုးဝင်ခဲ့တိုက်ခိုက်သမားဖြစ်စတင်တင်ချိန်မှာသူ့ကိုယ်သူရှီယာကွင်ယုံကြည်စိတ်ရဲလာခဲ့တယ်လောကကြီးတဲ့သူအထိပ္ပယ်တစ်ခုခုတန်ဖိုးတစ်ခုခုရှိတယ်ဆိုတာနားလည်လာခဲ့သူမှဆွဲနေပိုင်ဆိုင်ထားတယ်ဆိုတာခံစားမိခဲ့ပါလိမ့်အစ္စရေးနိုင်ငံမှာတိုက်ခိုက်ပညာရပ်တွေကတိတ်ပြီးရေပန်းစားတယ်ကိုကိုကာဝင်တက်တက်မှုပဲစီးရင်တွင်းကနေလွတ်မြောက်မဲ့ညွန်လင်းချက်လည်းဖြစ်ပါလိမ့်ရှီယာကွင်ကမိသားစုဘက်ဝင်ငွေရှာပေးခြင်းနဲ့ငွေရှောင်တက်တက်မှုပဲအနာကအလုတ်ပေးကြစီမဲ့အတမွေးဝမ်းကြောင်းဖြစ်တိုက်ခိုက်အားကစားနည်းကိုရှီယာကွင်ရွေးချယ်ခဲ့တာပါရှီယာကွင်ကဘရော်နီကာလိုပဲလက်တီအားပြပြီးတော့ကစားတတ်ပါလိမ့်ဘရော်နီကာလက်တီကပါဝါပြင်းထန်ပြီးတော့ရှီယာကွင်ကတော့လက်တီထွက်တာမြန်ဆန်လာပါလိမ့်ဘရော်နီကာနောက်ဆုံးဝဲမှာကေပေါစင်သမားလီမင်နဲ့ဆုံခဲ့သူအခုလည်းကေပေါစင်မှာရှီယာကွင်နဲ့ထပ်ပြီးတော့ထိုးတက်ရအောင်မှာပါရှီယာကွင်ကအမြန်နှုံးကောင်းမှုရောလက်တီတွဲလုံးတွေခြေကန်ချက်တွေပေါင်းဆက်ပြီးတော့ပြိုင်ဘက်ကိုအဆက်မပြတ်ဖိအားပေးတတ်ပါလိမ့်သူရဲ့အဓိကဗျူဟာက ring control လုပ်ပြီးတော့သူရဲ့အရှိန်ကိုဟန်တက်ညီအောင်ထိမ့်သိမ်းကစားတာမျိုးဖြစ်ပါတယ်။ Fedex က fighter ဖြစ်လို့လည်း knee stick ပိုင်နိုင်ပါတယ်။ဘရော်နီကာနဲ့ပွဲရရှီယာကွင်အတွက်တိတ်ပြီးတော့အရေးကြီးနေပါတယ်။ဂျိုးဝိုင်းနဲ့ပွဲမထူးတာကြာနေပြီဆိုပေမဲ့သူဘယ်လောက်ထိဒိုးတက်နေလဲဆိုတာသက်သေပြခြင်းနေပါတယ်။ချန်ပီယံကပတ်အတွက်စိန်ခေါ်နိုင်စွမ်းရှိသူဆိုတာရှီယာကွင်သက်သေပြသခြင်းနေပါတယ်။သူရဲ့စွမ်းကိုတန်တရားဝင်တဲ့သူတွေအားလုံးကိုလည်းရှီယာကွင်တယောက်နိုင်ပွဲယူပြခြင်းနေတယ်။ဘရော်နီကာလည်းမြန်မာပြည်သက်တွေအတွက်နိုင်ပွဲယူပြခြင်းနေတာပါ။ရှီယာကွင်ကိုလေးစားပြီးမဲ့လဲထိုးဖို့ရည်ရွယ်ထားပါလေကုပွဲကချန်ပီယံကပတ်မျောလင်းကွင်းအတွက်ရှေ့ကိုခြေတလန်းထိုးနိုင်မဲ့ပွဲဖြစ်လို့ဖိုက်တာနေအောင်ဆုံးလုံးဝအမခံကြမှာမဟုတ်ပါဘူးကျွန်တော်တို့ဆောလိုက်မှာပြောလို့ရှီယာကွင်ကိုမရှုံးစီချင်ပါဘူးဘရော်နီကာကိုလည်းဒီသဘောတိုင်းပါပဲအမေကျော်တွေးတော်လန်းတာမဟုတ်ပေမဲ့ဘသူရဲ့နိုင်လက်ခုပ်တီးအားပေးသွားမှာဖြစ်ပြီးတော့ပွဲကောင်းတဲ့ပွဲကိုကျွန်တော်တို့ကြည့်ရှုရမယ်လို့တော့မျှော်လင့်မိတာပါပဲ